အားလုံးပဲမတွေ့ရတာကြာပါပြီဒီကနေ့ကတော့ကျမအခုလက်တလုံးဝယ်ထားတဲ့ပစ္စည်းလေးတစ်ခု unboxing လုပ်မဲ့ဗီဒီယိုပဲဖြစ်ပါတယ်ရှင်ကြွားမဲ့ဗီဒီယိုပါကြီးဘာမှအကျိုးရှိတာလုံးဝမပါဘူးဆိုတဲ့ခါကျတော့ကြော်မယ်ဆိုလို့ရှိရင်အခုကလေးကကြော်လို့ရပါပြီမကြော်ဘူးဆိုလို့ရှိရင်တော့ဆက်ကြည့်လိုက်ကြပါဒန်လို့မရလေးပါဘူးဘာလို့လဲဆိုတော့တက်ပါပါသေးတယ်ဒန်ပန်ကာလေးပဲဖြစ်ပါတယ်တကယ်တမ်းတော့ဘာမှထူးဆန်းတဲ့ပစ္စည်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းပန်ကာဝယ်တဲ့အချိန်မှာဘယ်ပန်ကာဝယ်ကောင်းမလဲလို့စဉ်းစားနေတဲ့လူတွေရှိလို့ရှိရင်ထည့်စဉ်းစားလို့ရအောင်လို့ဗီဒီယိုရိုက်ဖို့အတွက်ဆုံးဖြတ်လိုက်တာ ဘာလို့လဲဆိုတော့ပန်ကာဝယ်ဖို့အတွက်ဆိုလို့ရှိရင်အရန်ကိုဘယ်လိုပြောရင်ကောင်းမှာလဲရှာဖွေလေးလာပြီးတော့မှစဉ်းစားရတယ်ဒီကွက်ထဲမှာပန်ကာတွေကတော့အများကြီးပဲဒါပေမဲ့ကိုကဘာလိုချင်တာလဲဆိုတာရှိသေးတယ်လေဟုတ်တယ်မလားပန်ကာလေးကိုကဘယ်လိုပုံစံမျိုးလိုချင်တာလဲဆိုတာရှိတဲ့ခါကျတော့အဲ့လိုရှာဖွေလေးလာပြီးတော့မှဝယ်ရတာပေါ့နော်ဒီမှာရှာဖွေလေးလာရင်နဲ့ Taurus ရဲ့ဒီပန်ကာလေးကိုဝယ်ဖို့အတွက်စဉ်းစားလိုက်ပါတယ်ပန်ကာလေးကတော့ဒီဥစ္စာလေးပဲဖြစ်ပါတယ်ကျမအဖြူရောင်လေးမှာလိုက်တာပါအခုတလောအဲ့လိုတည်ငြိမ်အေးဆေးတဲ့အယောင်လေးတွေသုံးကျင်တဲ့စိတ်ပေါက်နေတာပါနော်စိတ်အေးချမ်းအောင်လို့အဲ့ဒါကြောင့်မလို့ဖြူရောင်လေးယူလိုက်ပါတယ်သူ့ပန်ကာလေးကတော့ဒီလိုပုံစံမျိုးလေးပဲဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ခုနောက်ပိုင်းခေတ်စားနေတဲ့ဒီလိုမျိုးဟာလေး cooling plate လားအဲ့လိုရေခဲပြီးတော့အေးဆက်သွားစေတဲ့နည်းပညာပါတဲ့ဒီတန်ပြားလေးပါတာပေါ့နော်စတော့ကတွေ့ဝေးနေရကြီးဒီလိုမျိုးပန်ကာဝယ်ရင်ကောင်းမလားရေငွေ့တွေထွက်တဲ့ပန်ကာဝယ်ရင်ကောင်းမလားပေါ့နော်တခြားပြန်စဉ်းစားလိုက်တဲ့ခါကျတော့ရေငွေ့တွေဖြန်းတာကိုမလိုချင်ဘူးပေါ့နော်အမှန်တော့လိုချင်တယ်ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပိုးအလိုချင်ဆုံးကအေးဆက်တဲ့ခံစားမှုကိုပေးတဲ့ဟာကိုပို့ပြီးတော့လိုချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပန်ကာကိုရွေးချယ်လိုက်တာပြီးတော့ဒီပန်ကာရွေးချယ်တယ်ဆိုတဲ့အချိန်မှာလဲနောက်ထပ်ဘယ် brand ကိုရွေးမှလဲဆိုတဲ့ဒစိမ့်တွေကအများကြီးရှိသေးတယ်ဒီဒစိမ့်ကကြောင့်ပစ္စည်းခိုင်ခန့်မှုမှာပို့ပြီးတော့အားသာချက်ရှိရပေါ့နော်ပြီးလို့ရှိရင်သူ product ထုတ်တဲ့နေရာမှာလဲပို့ပြီးတော့ premium ဆန်တဲ့ခံစားမှုမျိုးရတယ်ဆိုပြီးတော့သူတို့ကညွှန်းတယ်ပေါ့နော်တကယ်တမ်းရောက်လာလို့အခုကင်ကြည့်လိုက်တဲ့ချိန်မှာလဲသူ့ရဲ့ဒီအေးစေတဲ့အပြားလေးကအဲ့လိုအကောင်းစားပုံစံပေါက်တယ်အဓိကတော့အဲ့လိုအကောင်းစားဆိုတဲ့ခံစားချက်မျိုးရတာမရတာထဲ quality ပဲဟာပိုကောင်းလဲလို့စဉ်းစားလိုက်တဲ့ချိန်မှာ तू က design နဲ့မဟုတ်ဘဲနဲ့ဒီပစ္စည်းရဲ့ဘယ်လိုပြောရင်ကောင်းပါလဲ तू semi conductor တွေပါသုံးရလားဒီကုမ္ပဏီကအဲ့ဟာတွေမှာနာမည်ကြီးတာအဲ့ဆိုတဲ့ခါကျတော့သူ့ရဲ့ဒီပန်ကာလည်းပို့ပြီးတော့ကောင်းတယ်ဆိုတော့ review တွေရှိရပါတော့အဲ့လိုမျိုးတွေကြောင့်မလို့ဒီပန်ကာကိုရွေးလိုက်တာပြီးတော့နောက်ထပ်ဒီလိုမျိုးပန်ကာဝယ်တဲ့အချိန်မှာထပ်ပြီးတော့စဉ်းစားရတာဗာလဲဆိုတဲ့ခါကျတော့လုံခြုံမှုရှိမရှိပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်အဲ့လို power bank တွေတို့ဒီလိုမျိုးပန်ကာတွေတို့ကနေပြီးတော့တစင်ပောက်ကွဲတဲ့ဟာတွေအများကြီးပဲဂျပန်မှာဆိုလဲရထားပေါ်မှာpower bank ပောက်ကွဲတာတို့လက်ကင်ပန်ကာပောက်ကွဲတာတို့အများကြီးရှိတယ်အဲ့ဆိုတဲ့ခါကျတော့ကိုယ့်လုံခြုံရေးအတွက်ကိုယ့်အသာကိုပဲစဉ်းစားရတာဆိုတဲ့ခါကျတော့လုံခြုံရေးအတွက်ပါစိတ်ချရတဲ့ပန်ကာကိုဝယ်မယ်ဆိုပြီးတော့စဉ်းစားလိုက်တာပေါ့နော်ဟာမှတော့အမားခံချက်မရှိဘူးလေဈေးကြီးပေးဝယ်လို့လည်းမပေါက်ကွဲဘူးလို့မပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ဈေးသက်သာတာထဲတော့ပို့ပြီးတော့နည်းနည်းစိတ်ချရတယ်ဆိုတဲ့ခံစားချက်မျိုးရတာပေါ့နော်ကျမကဒီပစ္စည်းကိုကြော်ညာတယ်လို့ဖြစ်နေမှတော့ကြော်ညာတာမဟုတ်ဘူးကျမပြောပြတာကျမလေးလာထားတာတွေကိုပြောပြတာပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီဥစ္စာလေးကိုစပြီးတော့ဖွင့်ကြည့်ပါမယ်ခုဖွင့်နေရတော့တက်ပါပြင်းအားတက်နေမှာပေါ့တန်ငိမ့်ခြင်းနဲ့ဆိုပေမဲ့လို့သူကအတန်တော့ကြားရပါတယ်အဲ့လောက်ကြီးစီတော့မငြိမ်သေးပါဘူးဒီကတော့မဆိုပါဘူးအဲကွန်ခန်းထဲမှာဖွင့်နေလို့လားတော့မသိဘူးထွက်လာတဲ့လေကအေးပါတယ်အမှန်တော့ဒီမှာအဲကူလာလိုမျိုးထွက်လာတဲ့လေကိုအေးချင်တာအေးစိမ်နေတဲ့လေကိုလိုချင်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဘက်ကရှာလို့မတွေ့ပါဘူးနောက်ဆိုခါကျရှိတဲ့ဟာပဲဝယ်ပါတယ်ဒီဥစ္စာကတော့ 25% ရောက်တော့ပါပြီပြင်အားပေါ့နော်ဒီဥစ္စာတော့50% ရောက်တော့ပါပြီအတန်ကတော်တော်လေးကိုစူးနေပါတယ်တရားဆိုလို့ရှိရင်လူထွက်သွားတော့ပါပြီအတန်လည်းတော်တော်လေးကိုနားကြီးပါတယ်ဟိုပါတော့မီးစက်နိုးထားတဲ့တန်နဲ့တူရဲ့အေးဖွင့်နဲ့ဖွင့်ထားတာကြားလာလို့ရှိရင်ဒီနေရာဟာလေးကအေးဆက်လာတယ်ပေါ့နော်အဲ့ဒါအေးလာပြီဆိုလို့ရှိရင်ဒီနားလေးကိုကဂုတ်ပူရဲဆိုလို့ရှိရင်ဂုတ်မှာကက်လာအဲ့လိုမျိုးလေးလုံးရတာပေါ့နောက်တော့ကြာနေခုခေတ်ဒီဆိုကျွမ်းပါလေနားလေးမှာမြင်ရလာတော့မသိဘူးအဲ့လိုရေစက်ရေပေါက်လေးတွေလို့ရေသီးလေးထားလိုက်အဲ့ဟာတကယ်အေးဆက်မှုပြရတယ်သူ့ရဲ့ battery တက်တန်းလည်းအဲ့လိုမျိုးပဲပေါ့ရေစက်ရေပေါက်လေးတွေပါတာကိုအများနဲ့သုံးနေလို့ရှိရင်ပို့ပြီးတော့ညံကုန်ပြီးရခါကျတော့ပုံမှန်ပန်ကာပဲဆိုလို့ရှိရင်တော့ခံနေပေါ့တကယ်တမ်းဒီပန်ကာလည်းဘယ်လောက်ထိအသုံးဝင်လဲမဝင်လဲဆိုတော့တကယ်ရာသီဥတုပူးနေတဲ့အချိန်မှာအပြင်နေပိုင်းလျှောက်သွားရင်းနဲ့သုံးကြည့်မှသူဘယ်လောက်အသုံးဝင်လဲမဝင်ဘူးလဲဆိုတာတော့သိရမှာပေါ့နော်အခုလောလောဆယ်ကတော့ခန်းထဲမှာအဲကွန်းဖွင့်ထားတဲ့ခန်းထဲမှာဒီပန်ကာအကြောင်းပြောနေရဆိုတော့သူတကယ်ကောင်းလားမကောင်းလားဆိုတာတော့တကယ်လက်တွေ့မသုံးရသေးတော့မသိရသေးဘူးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုရေရှည်ခံမဲ့ဟာကိုဝယ်ခြင်းနဲ့လို့စဉ်းစားတဲ့ခါကျတော့ဈေးနည်းနည်းကြီးတယ်ဆိုပေမဲ့လည်းဝယ်ဖြစ်သွားတယ်ပေါ့နော်3လအရေးကြနဲ့ဝယ်လိုက်တာရှင်ရှိရတယ်နော်ငါတစ်လုံးအတွက်တစ်လုံးတက်ခဲ့တဲ့နဲ့ပတ်စံ9000 6000လောက်ပေးလိုက်ဖို့2မျိုးလို့ပြော3လခွဲပြီးဝယ်လိုက်တာပါရှင်
မောတော့ပါပြီကျမဘလို့မရရတာကြားတဲ့ခါကျတော့စကားပြောရတာမောပါတယ်ရှင်တော့ပြန်တွေ့ပါမယ်တတာ